Hello ဒီတင်လာတဲ့ဟာတော့ AI ဖြစ်ပါတယ်နောက်ပြီးတော့စင်အင်လည်းလုပ်လို့ရတယ် register လည်းလုပ်လို့ရတယ်မလုပ်ပြတော့ဘာလို့ဆိုတော့အကောင့်ရှိနေလို့အဲ့ဒါဆိုရင်loginမှာဆိုရင် password အတိုင်းဝင်လို့ရတယ်ဒါဆိုရင် password အတိုင်း okay password မသိဘူးဆိုရင်ဒီမှာemail ကို email ထည့်ဖို့နော်အဲ့ဆိုရင်ဒါပြရေးဆိုရင်ဒီရှစ်အဲ့ဒါပြီးရင်ကိုလိုရှင်တဲ့ password ပေါ့နော်အဲ့ဆိုရင်မြက်တစ်မြက်တစ်အဲ့လိုထား enormous ဆိုပါမနေလေ okay wishes ဒီလေးလုံးဖြစ်မယ်ဒါကြတော့တစ်လုံးလို့ねအဲ့ဆိုရင်ဒီမှာအတိတ်လုံးပဲပေါ့နော်အဲ့ဆိုစစ်ရင်သွားမယ်အဲ့ဆိုရင်အတိတ်လုပ်ပြီးဒီလိုမျိုးဝင်လို့ရတယ်ရှိရနောက်တစ်မျိုးကကြတော့နောက်တစ်မျိုးကဒါကြောင့်အပေဒီစမ်းသပ်ရှင်လို့ရတယ်နေပေါ့တခုကကြတော့ဒီအကောင့်နဲ့ဝင်လို့ရတယ်ဒီမဲ့ဆိုရင် for example ဒီအကောင့်နဲ့ဝင်လိမ့်မယ်ပေါ့နော်အဲ့ဆိုရင်တန်းဝင်သွားပေါ့အဲ့လိုမျိုးအကယ်၍မဟုတ်ဘူးနောက်ထပ်တခုလုပ်ရှင်သေးရဆိုရင်လည်းရှိရအဲ့ဆိုရင်ဒီဟာလည်းဝင်လို့ရတယ်ဒါပေမဲ့ password အတိုင်းကိုလုပ်ပြီးသား password အတိုင်းဝင်လို့ဆိုရင်လည်းဒီလိုမျိုးလေးလုပ်ရတယ်အဲ့ဆိုရင်စမ်းသပ်မယ်ပေါ့ contact data analyze ဒါကြတော့ဒီမှာပေါ့နော်သူက cloud အပေးကနေဒီအစေးကကူလာပေါ့ AI တို့ကကြတော့43ရာခိုင်နှုန်းရှိပြီကျူးမန်းကြောင့်ဒီလောက်ရာခိုင်နှုန်းပြရဲ analyze လုပ်တာပေါ့နောက်တစ်ခုကဘေးရလဲဆိုတာကိုစစ်ဆေးမယ်အဲဆိုရင်ဒီမှာစစ်ဆေးပြီးစေ60ရာခိုင်နှုန်းက original ဖြစ်တယ်33ကကျတော့ခိုးယူလာဖြစ်ဘေး website တွေကလဲဆိုတော့ဒီ website တွေကနေခိုးယူထားတယ်အဲ့ပြောတယ်ရှိတဲ့ဟာတော့အနီရောင်လေးနဲ့ပတ်သက်ရင်လည်းအဲ့လိုမျိုးပေါ့နောက်တစ်ခုကကြတော့ analyzer ဝင်ပေးရင်ဒါကြတော့ကိုစမ်းသပ်လို့ရပါဘောနော်အောက်ထီရရှိစမ်းသပ်တော့နောက်တစ်ခုကကြတော့ plus skin လို့မယ် all plus စစ်ဖြစ်သွားပြီပေါ့ okay နောက်တစ်ခုကကြတော့ဒီဟာပေါ့နော်ဒီ mesh ပြထားတယ်နောက်ဆုံးတစ်ခုသွားလိမ့်မယ်ပေါ့အမြန်ဆိုရင် risk ဒါကြတော့ risk score တွေဘယ်လောက်ရှိလဲဆိုပြတယ်ဒီလိုမျိုးအသေးစိတ်ကပြထားတယ်ပေါ့ဒီလိုမျိုး display သွား information တွေပြောမယ်ဆိုရင်ပြောဖို့ရှာတော့မေ့နေ contact data brand history ဒီမှာတစ်ခုရှိ analyze လုပ်တယ်ဆိုရင်တော့ပြီးပါပြီဒါဆိုရင်တော့ပြီးပါဆင် log out ထွက်လိုက်ပါမယ်အဆုံးတော့ပါတယ်ဒါပေမဲ့အရှိန်မရတော့မပြောတော့ဒါဆိုရင်တော့ပြီးတော့ပါပြီ final project